สวัสดีครับမင်္ဂလာပါခင်ဗျာကျွန်တော်နဲ့တူထိုင်းစကားတစ်နေ့9လုံးအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုပုံမှာပြထားတဲ့9လုံးကိုကျွန်တော်နဲ့အတူလိုက်ပြီးတော့မှလေ့လာလိုက်ရအောင်တချို့သိတဲ့လူတွေလည်းသူတို့ရဲ့အထက်ပဲလေးတွေကိုကျွန်တော်ရဲ့ comment အောက်ထဲမှာလာရောက်ပြီးတော့ရေးပေးလို့ရပါတယ်တခြားမသိတဲ့ညီငယ်ညီမငယ်တွေကကျွန်တော်နဲ့အတူလိုက်ပြီးတော့လေ့လာလိုက်ကြရအောင်ได้ครับဆိုတာရပါတယ်ဗျได้ครับရပါတယ်ဗျมีแล้วครับရှိပြီဗျရှိပြီပေါ့နော်ကိုကမီမိုင်းရှိလားဆိုရင်မီแล้วครับရှိပြီဗျအောက်မှာမီမိုင်းရှိလားမီမိုင်းရှိလားမရှိဘူးဆိုရင်ไม่มีครับအနောက်က ครับလေးတွေထည့်ပြောပါနော်ယောက်ျားလေးတွေဆိုရင် ครับမိန်းကလေးတွေဆိုရင်ခါအဲ့လိုမျိုးလေးတွေထည့်ပြောပါยังไม่มีမရှိသေးဘူးยังไม่มีครับမရှိသေးဘူးဗျยังไม่มีครับမရှိသေးဘူးဗျOkay ကျေးဇူးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကနေပြီးတော့အကျိုးတစုံတရာရတယ်ဆိုရင် comment မှာ yes လို့မှတ်ခဲ့ပေးပါဦး see you the next video guys thank you สวัสดีครับမင်္ဂလာပါခင်ဗျာကျွန်တော်နဲ့ဒူထိုင်းစကားလုံး9တော့လောက်လေ့လာလိုက်ကြရအောင် ham တာမြစ်တီစုဘူရီစလေတောက်တီစုဘူရီစလေတောက်တီနိုင်အထဲအတွင်းဟုတ်နမ်တန်းစင်ခံဒီစာကြောင်းဒီစလုံးလေးတွေကိုစာကြောင်းတစ်ကြောင်းအဖြစ်ဖန်တီးကြည့်လိုက်ရင် ham စုဘူရီနိုင်ဟုတ်နမ်တန်းစင်ခံထဲမှာစလေမတောက်ရ ham ဆိုတာကတားမြစ်တဲ့စကားဖြစ်ပါတယ်ဥပမာမလို့ရမသွားရ ham ထမ် ham ပိုင်အဲ့လိုပေါ့နော်စုဘူရီ ham စုဘူရီနိုင်ဟုတ်နမ်တန်းစင်ခံထဲမှာစလေမတောက်ရအဲ့လိုအဓိပ္ပာယ်ရပါတယ်ခင်ဗျဒီဗီဒီယိုလေးကလူကြီးမင်းတို့တဲ့အကျိုးတစုံတရာရှိတယ်ဆိုရင်ကျွန်တော်ကို comment မှာ yes လို့မှတ်ခဲ့ပေးပါအောင် see you the next video guys thank you สวัสดีครับမင်္ဂလာပါခင်ဗျာကျွန်တော်နဲ့ထိုင်းစကားတစ်နေ့ကို9လုံးဝန်ထီရစ်ဆောင်မှာကြိုဆိုပါတယ်ဘာဆိုင်ကောင်းမလဲกินစားသည်အရိုင်းဘာလဲဒီကောင်းသည်ဒီစကားလုံးသုံးလုံးကိုပေါင်းလိုက်တဲ့အခါမှာ กินอะไรดีဘာဆိုင်ကောင်းမလဲဆိုတဲ့အဓိပ္ပာယ်ရပါတယ် กินอะไรดีဘာဆိုင်ကောင်းမလဲအကိုဘာစားခြင်းလဲဗျဖီဆိုတာကအကိုอยากกินစားခြင်းတယ်อยากกินစားခြင်းတယ်အရိုင်းဆိုတာဘာလဲအရိုင်းဆိုတာဘာလဲครับဗျครับဆိုတာဗျဒီတော့ဖီอยากกินอะไรครับအကိုဘာစားခြင်းလဲဗျအဲ့လိုအဓိပ္ပာယ်တက်ရပါတယ်ဖီอยากกินอะไรครับအကိုဘာစားခြင်းလဲဗျဟုတ်ကဲ့အခုဒီဗီဒီယိုလေးကလူကြီးမင်းတို့အတွက်အကျိုးတစုံတရာရှိတယ်ဆိုရင်ကျွန်တော်ကို comment မှာ yes လို့မှတ်ခဲ့ပေးပါဦးပြီးတော့တခြားသိချင်တာတွေရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်ကျွန်တော်အားလာနဲ့တန်းပြီးတော့ဖြည့်ပေးသွားမှာဖြစ်ပါတယ် thank you see you the next video guys ကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာပါခင်ဗျာကျွန်တော်နဲ့ဒီစာကြောင်းလေးနှစ်ကြောင်းကိုလေ့လာလိုက်ကြရအောင်လာမလာရင်လည်းရတယ်ဘယ်လိုပြောမလဲထိုင်းလို့မိမก็ได้မလာလည်းရတယ်မိမก็ได้လာလဲရတယ်မာก็ได้လာလဲရတယ်မာก็ได้ไม่มาก็ได้พี่ไม่มาก็ได้นะกูมาแล้วရတယ်พี่มาก็ได้กูလာလဲရတယ်แล้วแต่သဘောပဲကျေးဇူးတင်ပါတယ်သိချင်တာလေးတွေရှင်ကျွန်တော်ကို comment ပေါက်မှာမေးဖို့မမေ့ပါနဲ့ပြီးတော့ဗီဒီယိုလေးတွေကိုတွေ့တိုင်းအသေးပေးတယ် save တယ်ပြီးတော့နောက်ဗီဒီယိုတစ်ခုကိုကြည့်တယ်အဲ့ဒါမျိုးမလုပ်ပါနဲ့เนาะတခါလဲမှတ်ပါတခါလဲချက်ပါပြီးတော့ဖြစ်နိုင်မယ်ဆိုရင်ချရေးပါကျွန်တော်ရဲ့ဗီဒီယိုလေးတွေကို number 1ကနေစပြီးတော့ချရေး number 2ချရေးအဲ့လိုမျိုးလေ့ကျင့်သွားရင်အခုဆိုရင်တော်တော်လေးကိုမှအကျိုးရှိနေပြီဖြစ်ပါတယ်ပြီးတော့ကျွန်တော်ကို Messenger မှာအင်စာလေးတွေလာထပ်လို့ရပါတယ်ကျွန်တော်စစ်ပေးပါမယ်အားရနဲ့เนาะ see you the next video guys thank youမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့အကောင့်ကနေပြီးတော့ထိုင်းစကားလေးတွေလေ့လာရတာအဆင်ပြေကြရဲ့လားပြီးတော့တိုးတက်မှုတွေရောရှိကြရဲ့လားကျွန်တော်ကို comment မှာရေးခဲ့ပေးပါအောင်เนาะပြီးတော့ဖြေမှန်လေးတွေကျွန်တော်နဲ့အတူရွေးကြမယ်ချန်จะไปin car number 1ကကျွန်တော်ကိုယ်တိုင်သွားမယ် number 2ကကျွန်မကိုယ်တိုင်သွားမယ် number 3ကဒီနေ့ကိုဘယ်လောက်ရလဲတဲ့ဒီ1နဲ့3နဲ့ကအဖြေမှန်ပါဖြစ်မလဲချန်จะไปin car တေချာလေးနားထောင်မယ်နော်ချန်จะไปin car ချန်ဆိုတာကကျွန်မจะไปဆိုတာသွားမယ် in ဆိုတာကိုယ်တိုင်ချန်จะไป in car ဆိုတာ
ကျွန်မကိုယ်တိုင်သွားမယ်ရှင်လို့ဖြစ်သွားပါမယ်နော်ဒီဗီဒီယိုပုံထဲမှာရှင်းတော့ကြံခဲ့တယ်ပေါ့နော်ကဲအခုဗီဒီယိုလေးကလည်းလူကြီးမင်းတို့အတွက်တချို့စုံတရားရှိတယ်ဆိုရင်ကျွန်တော်ကိုမမ yes လို့ထောက်ဆန်းနေလေးမှတ်ပေးပါအောင်ကျေးဇူးတင်ပါတယ် see you in the next video guys thank you မင်္ဂလာပါစวัสดีครับทุกคนဒီမှာညီမလေးတယောက်မေးထားတယ်ဈေးနည်းနည်းလေးကြံသေးတယ်ထိုင်လို့ဘယ်လိုပြောမလဲဈေးနည်းနည်းလေးကြံသေးတယ်ကိုယာยังมีนิดหน่อยครับยายังมีนิดหน่อยครับยาสิยังมีရှိသေးတယ်นิดหน่อยနည်းနည်းလေးยายังมีนิดหน่อยครับမကုန်သေးဘူးဗျยังไม่หมดครับยังไม่หมดครับหมดဆိုတာကုန်หมดแล้วကုန်သွားပြီหมดแล้วยังไม่หมดครับမကုန်သေးဘူးဗျကျေးဇူးတင်ပါတယ်ခုလိုပဲသိချင်လို့ရှိရင်ကျွန်တော်ကို comment မှာမေးလို့ရပါတယ်ကျွန်တော်အားရနဲ့ဖြည့်ပေးသွားမှာဖြစ်ပါတယ် see you the next video guys ထုံးစံတိုင်း yes လို့မှန်နေပေးပါနောက်တစ်ခုကကျွန်တော်ကိုယ်တိုင်လည်းဆရာအဆင့်ထိမရောက်သေးပါဘူးအခုမှ steady လုပ်နေတော့ပါ land နေလုပ်နေတော့ကိုယ်တိုင်လည်းကြိုးစားနေတော့မှာကျွန်တော်သိတာလေးတွေကိုပြပေးအောင်ပါပဲခင်ဗျာပြီးတော့နည်းနည်းလေးတွေအမှားပါသွားခဲ့ရင်လည်းနားလည်ပေးပါပြီးတော့သိချင်တာလေးရှိနေအမနာလည်းမေးလို့ရပါတယ်ကျွန်တော်ကလည်းကြိုးစားရှာဖွေပြီးဖြည့်ပေးမှာဖြစ်ပါတယ်စวัสดีครับမင်္ဂလာပါခင်ဗျာကျွန်တော်နဲ့တွေ့ထိုင်စကားတစ်နေ့ကို9လုံးဝန်ထီးရစ်စီမှာကြိုးစားရတယ်ဒီတရက်နှစ်အလုပ်တွေအများများတယ်ဗျာဒီတကြံကလည်းနှီးလာတော့ကျိုးစက်ရုံမှာအော်ဒါတွေအများကြတယ်ဟိုဒီတွေလည်းရတယ်ကျွန်တော်အခုဒီနေ့တော့အလုပ်မသွားဘူးနေ့တိတ်မကောင်းလို့ပေါ့နော်နေ့တိတ်မကောင်းပြီမဲ့ခင်ဗျားတို့အတွက်အချိန်ပေးမယ်ဆိုပြီးတော့ကျွန်တော်ဗီဒီယိုလေးလုပ်ပြတာဖြစ်ပါတယ်ကဲစလိုက်ကြရအောင် raw something screw ခဏလေး screw ခဏလေးစဒန်ပြတာသည်စဒန်ပြတာသည်နာတီ minute နာတီ minute ဝိနတီ second ဝိနတီ second ဒီငါးလုံးကိုလည်းသူ့နေရာလေးနဲ့သူအသုံးချကြည့်ကြရအောင်နံပါတ်1နဲ့2ဖြစ်တဲ့ raw နဲ့ screw ကိုတွဲပြီးတော့အသုံးပြုလို့ရပါတယ် raw screw ခဏလေးစောင့်တော့ raw ပတ်နေနော်ခဏလေးစောင့်တော့စတဲ့ပြသည်ပြတာသည်ဒီစကားလုံးကိုတော့အသုံးအရမ်းနေပါတယ်ဘယ်လိုနေရာတွေမှာအသုံးပြုလဲဆိုရင်ကရုဏာစတဲ့တော့တွေ့ครับကျေးဇူးပြုပြီးတော့လက်မှတ်လေးခဏပြပါနော်ကရုဏာစတဲ့ passport တွေ့ครับpassport လေးခဏပြပါနော်အဲ့လိုအသုံးပြုပါတယ်ပြီးတော့နာတီဆိုတာအချိန်ဝိနတီဆိုတာစက္ကန့်သူကနိုင်မိတဲ့အချိန်မှာကိုယ်ကပြန်ဖြည့်တဲ့အခါမှာအသုံးပြုရတဲ့စကားလုံးဖြစ်ပါတယ်ဒီချုံမုံแล้วနော်ညီလေးဘယ်နာရှိပြီလဲบ่าย3:15นาทีแล้วครับพี่နေတဲ့3နာရီ55မိနစ်ရှိပါပြီဗျာစက္ကန့်ကြတော့တိထားအောင်လောက်ပဲသုံးနေပါတယ်စက္ကန့်အတိအကျမေးတဲ့လူရှားပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီလောက်ပါပဲစင်ပြကြပါစေ see you the next video ကျမလေးကူဆိုင်ကြပါအောင်နော်မင်္ဂလာပါခင်ဗျာကျွန်တော်နဲ့တို့ထိုင်းစကားလေးလေ့လာလိုက်ကြရအောင်ဒီနေ့မှာကျွန်တော်အတန်ထွက်လေးတွေမရေးပေးထားဘူးကျွန်တော်ရဲ့အတန်ကိုတည်တည်ချာချာနားထောင်ပါနော်ဒီနေ့วันนี้ဒီနေ့วันนี้အဖေพ่อဈေးတလားမသွားဘူးไม่ไปမသွားဘူးไม่ไปပြครับဒီငါးလုံးကိုပေါင်းလိုက်တဲ့အခါမှာဒီနေ့အဖေဈေးမသွားဘူးပြဆိုပြီးတော့ရပါတယ်วันนี้พ่อไม่ไปตลาดครับวันนี้พ่อไม่ไปตลาดครับဒီနေ့အဖေဈေးမသွားဘူးပြဒီနေ့ကျွန်တော်ဈေးမသွားဘူးပြဆိုရင်ဘယ်လိုဖြစ်မလဲวันนี้ผมพ่อနေရာမှာအဖေနေရာမှာကျွန်တော်ကိုအစားထိုးလိုက်ဒီနေ့ကျွန်တော်ဈေးမသွားဘူးဗျာวันนี้ผมไม่ไปตลาดครับဒီကဖုန်းနေရာမှာช่างကျမအစားထိုးမယ်วันนี้ช่างไม่ไปตลาดครับวันนี้ဒီနေ့နေရာမှာမနေ့ပြန်အစားထိုးမယ်พรุ่งนี้ผมไม่ไปตลาดครับအဲ့လိုပဲအစားထိုးပြီးတော့စကားလုံးတစ်လုံးသိပြီဆိုရင်အစားထိုးပြီးတော့အသုံးပြုတတ်အောင်အမြဲတမ်းလေ့ကျင့်ပါနော်ကျေးဇူးတင်ပါတယ်ခင်ဗျနားလည်မယ်လို့လည်းညွှန်လင့်ပါတယ် see you the next video guys thank you တကယ်တော့နားမလည်တာမရှင်းတာရှင်းနေပါနော် comment ထဲမှာမင်္ဂလာပါညီလေးတယောက်မေးထားလို့အားနာတွေကိုထိုင်းလို့ဘယ်လိုပြောလဲတဲ့သူတယောက်ထက်ကိုပဲဖြည့်ပေးလိုက်ရင်သူတယောက်ထက်ပဲရမယ်ဗီဒီယိုလေးနဲ့ကျွန်တော်ပြောပြပေးမယ်အားနာတွေကို green ကြိုင်အားနာတဲ့ green ကြိုင်ကာရအဲ့လိုတန်လေးပေါင်းထွက်မှာနော် green ကြိုင် green ကြိုင်အားနာစရာမလိုဘူးဘာမှမဖြစ်ဘူးယူသွားလို့ရတယ်အဲ့လိုစကားအရှိထဲမှာဘယ်လိုပြောမလဲ
အားနာစရာမလိုဘူးไม่ต้องเกรงใจယူသွားဘာမှမဖြစ်ဘူးไม่เป็นไรယူသွားလို့ရတယ်အောင်ไปได้ယူသွားအောင်ไปเลยပြောကြည့်မယ်အရှိไม่ต้องเกรงใจไม่เป็นไรအောင်ไปได้အောင်ไปเลยအားနာစရာမလိုဘူးဘာမှမဖြစ်ဘူးယူသွားလို့ရတယ်ယူသွားဟုတ်ကဲ့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်သိစရာလေးတွေရှင်ခုလိုပဲကိုမမမေးကြလို့ရပါတယ်ကျွန်တော်အားရနဲ့ဖြည့်ပေးတော့မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ see you the next video guys thank you สวัสดีครับพี่น้องกี่คนဘယ်နှစ်ယောက်လဲဒီစကားလုံးကိုဘယ်လိုနေရာတွေမှာအသုံးပြုတယ်လဲဆိုတာကိုကျွန်တော်လည်းအတူလေ့လာလိုက်ကြရအောင်အရန်မှအသုံးများပါတယ်ဘယ်နှစ်ယောက်သွားမှာလဲဗျထိုင်းလို့ပြောမှာဘယ်နှစ်ယောက်သွားမှာလဲဗျจะไปกี่คนครับဘယ်နှစ်ယောက်သွားမှာလဲဗျจะไปกี่คนครับဘယ်နှစ်ယောက်လာမှာလဲဗျဘယ်နှစ်ယောက်လာမှာလဲဗျจะมากี่คนครับဘယ်နှစ်ယောက်လာမှာလဲဗျจะมากี่คนครับဘယ်နှစ်ယောက်ရှိလဲဗျဘယ်နှစ်ယောက်ရှိလဲมีกี่คนครับมีกี่คนครับโอเคဒီဗီဒီယိုလေးကလူချင်းမျိုးတို့အတွက်အသုံးဝင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ပြီးတော့သိချင်တာလေးတွေရှိရင်လည်းကျွန်တော် comment မှာမေးခဲ့ပေးလို့ရပါတယ်အကျိုးတစ်စုံတစ်ရာရှိတယ်ဆိုရင် comment မှာထုံးစံတိုင်း yes လို့ပေးခဲ့ပါအောင်ပြီးတော့ထိုင်းစကားကိုတကယ်ပြောတတ်ချင်တယ်ထိုင်းစကားကိုလေ့လာနေတယ်ဆိုရင်တရက်ကိုတစ်နာရီလောက်အချိန်ပေးပြီးတော့အမြဲလှုပ်ဆောင်သွားပါအမြဲတရက်ကလေးပြတ်သွားတယ်ဆိုရင်တော့မှနောက်နေ့မှာမပြင်းမဲ့ဆက်ပြီးတော့လေ့လာသွားပါနော်အမြဲလေ့လာခြင်းကိုယ့်အတွက်ပို့ပြီးတော့အကျိုးရှိပါတယ်ကဲ see you